Minglawa ကျွန်တော်အခု Synology ကိုပေါ့နော် disk လေး install လုပ်ပြီးတော့ကျွန်တော် Synology မှာ quick connect သုံးတယ်လို့ပဲပေါ့နော် disk လေး install လုပ်ပြီးတော့ရုံးမှာရှိတဲ့ NAS ကိုအိမ်မှာရှိတဲ့ကိုယ့်ရဲ့ device ကနေပြီးတော့လှမ်းပြီးတော့ဝင်သုံးတာပေါ့နော်အိမ်မှာရှိတဲ့ internet ကနေဝင်သုံးတာအဲ့ဒါလေးတစ်ချက်ပြပါမယ်ဗျာအဲ့တော့ကျွန်တော် package center ထဲမှာ disk လေး install လုပ်လိုက်မယ်ဗျာနော် disk ဆိုတာရေးချပြီးကျွန်တော် install လုပ်လိုက်ပါမယ်ပြီးသွားရင်ကျွန်တော် disk ထဲမှာ disk website ထဲသွားပြီးတော့ပေါ့နော် account လေးတစ်ခု create လုပ်လိုက်ပါမယ်အော် disk ကတော့သူ pricing တွေတော့ရှိတယ်ဒီမှာ free plan ဆိုရင်တော့ကျွန်တော် user 3ယောက်3 user ရတာပေါ့ device ကတော့အခုတည်းကချိန်လို့ရတာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်က Synology တစ်ခုလည်းပဲသုံးပါဆိုတော့ဒါ free နဲ့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ disk လေး install လုပ်တော့ပြီးပါပြီဒီ disk website ထဲမှာကျွန်တော် account လေးတစ်ခု create လုပ်လိုက်ပါမယ်တော့ account လေးတစ်ခု create လုပ်လိုက် account နဲ့တွေ့ပြရာ Gmail တစ်ခုနဲ့ create လုပ်လိုက်ဒါဆိုတာကျွန်တော်ရဲ့ disk admin admin panel ပေါ့နော်ဒီမှာဆိုလည်း budget DNS ကြီးကျွန်တော်ထားမယ်machine မှာဆိုဒါတခုမှမရှိသေးဘူးအဲ့တော့ Synology ကကျွန်တော် disk online ပြီးတော့ဒီ Synology disk လေးကိုသွားပြီးတော့သွားချိန်လိုက်မယ်ပေါ့နော် Synology ကိုကျွန်တော်သွားချိန်မယ်ကျွန်တော်ရဲ့ disk Synology နဲ့ချိန်လိုက်ပေါ့နော်ဒါဆို disk လေး run ထားပြီးသွားပြီဒါလည်းနေပြီဟုတ်ပြီဒါကျွန်တော်စမ်းဖို့ပေါ့နော်ဒီမှာကျွန်တော်ပုံလေးတွေထည့်ထားတယ်ကျွန်တော် folder လေးစောက်ပြီးတော့ဒီမှာလည်း disk မှာကျွန်တော်ဒီလာကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ခုဒီ computer မှာကျွန်တော်ရဲ့ mobile network နဲ့ကျွန်တော် hotspot လွှင့်ပြီးတော့ချိန်ပြမယ်ပေါ့နော်ဆိုတော့ network မတူတော့ဒါကျွန်တော်ရဲ့ mobile network ကိုကျွန်တော်ချိန်လိုက်တာပါအဲ့တော့ဒါကမရတော့ဘူးဒီမှာ data ပြတ်သွားပြီပြီးတော့ကျွန်တော် network ချိန်နေတော့ကျွန်တော်မှာကျွန်တော် disk လေးကိုပေါ်လိုက်မယ်ပေါ်လာတော့ကျွန်တော်ဒီမှာ disk မှာ device ကိုဖြစ်သွားတယ်အားလည်း connected ဖြစ်သွားပြီဒီ Synology IP လေးကိုမှတ်ထားပဲဗျဟုတ်ဒီမှာလည်း Synology မလို့မရတော့ဘူးကျွန်တော်ပြေးလိုက်မယ်ကျွန်တော်မှတ်ထားတယ် Synology ကျွန်တော်လောက်ဝင်ပြ
ကျွန်တော် internet ကြောင့်ကျွန်တော် mobile က internet ကြောင့်လဲတော့ကြာဒီမှာပေါ့နော်ဒါဆိုကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီမှာလေး network မတူဘူးinternet မတူပေါ့နော် source internet မတူတဲ့ဒါလေးကျွန်တော်လှမ်းဝင်လိုက်တော့ဒါဆိုကျွန်တော် Synology ရဲ့ကိုရောက်နေပြီ file တွေ delete လုပ်တာလို့ test လုပ်တာလို့ကျွန်တော်ရောက်ပြီဒီ disk ကလည်း on နေပါလေဒါနေ့လည်းဒါဒီမှာသူတော့ on နေရလေးသူ connected ဖြစ်နေပေါ့နော်ကျွန်တော်လာဝင်ရ Synology ကပေါ့နော်ဘာကြည့်ရပြီးတော့ DIP လေးနဲ့လှမ်းဝင်ရပါပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကြိုက်တဲ့ internet ရှိတဲ့နေရာမြည်သည့်နေရာမှာဆို Synology ကိုလမ်းသုံးလို့ရတယ်ကျွန်တော်တစ်ချက်ပြပေးတာပါကျေးဇူးတင်ပါတယ်